မျက်နှာဖုံးတက်ထားတဲ့လူတစုဟာတခုခုကိုလိုက်ရှာနေကြပါတယ်။အဲ့ဒီအချိန်မှာအဝေးတနေရာကနေအော်ဟစ်တန်တခုကြားလိုက်ရပါတယ်။လူတစ်ယောက်ကတခုခုစိတ်ဝင်စားစရာဖြစ်တော့မယ်လို့ထင်ပြီးလူအုပ်ရှိရာကိုအမြင်ပြေးသွားပါတယ်။အဲ့ဒီမှာမြေကြီးပေါ်ထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပေမဲ့ဒဏ်ရာမပြင်းထန်တာကိုမြင်တော့လူအုပ်ကစိတ်ပြတ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအရာတစ်ခုပြင်းပြင်းထန်ထန်တိုက်မိတဲ့အတန်ထက်ကြားလိုက်ရပါတယ်။လူအုပ်အားလုံးကအဲ့ဒီနေရာကိုအလူရက်ပြေးသွားကြပါတယ်။ရောက်သွားတော့ချမ်းသာတဲ့လူတစ်ယောက်နဲ့ကောင်လေးတစ်ယောက်စကားများနေကြတာကိုတွေ့ရပါတယ်။အနားမှာတော့စိန်ကန်ကားတစ်စီးနဲ့လျှက်စစ်စကူတာတစ်စီးရပ်ထားပါတယ်။ကောင်လေးရဲ့လက်မှာဒဏ်ရာရှိနေတာကိုမြင်တဲ့မျက်နှာဖုံးတက်ထားသူတွေကကောင်လေးကမတော်တဆချမ်းသာတဲ့လူရဲ့ကားကိုတိုက်မိပြီးရောကြီးတောက်ခံနေတာလို့ချက်ချင်းကောက်ချက်ချလိုက်ကြပါတယ်။အခြားလူတွေကလည်းအဲ့ဒီစကားကိုကြားတာနဲ့အမှန်တရားကိုမစုံစမ်းပဲချမ်းသာတဲ့လူကိုဝိုင်းဝန်းဆွဆွဲပါတော့တယ်။ချမ်းသာတဲ့လူကဘလောက်ရှင်းပြဘယ်သူမှမယုံကြပါဘူး။နောက်ဆုံးသိမခံနိုင်တော့တဲ့အတွက်ကောင်လေးစီပြေးသွားပြီးသူ့အိတ်ကိုပြန်ယူဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့လူအုပ်ကတော့ကောင်လေးကိုအတင်းရောကြီးပေးခိုင်းနေတယ်လို့ထင်ပြီးသူ့ကိုဝိုင်းဖမ်းချုပ်ကမြေကြီးပေါ်လဲချလိုက်ကြပါတယ်။သူတို့ဟာတရားမျှတမှုဆိုတဲ့နာမည်အောက်မှာအမှန်တရားကိုမသိဘဲအယမ်းမင်းလုပ်ရက်တွေကိုကျူးလွန်နေကြတာပါ။မကြခင်ဒီသတင်းကနေရာအနှံ့ပြန့်နှံ့သွားပါတယ်။အနီးနားကအဖိုးတယောက်လည်းအဖြစ်မှန်မသိဘဲလူအုပ်ထဲဝင်ပါလာပါတယ်။ကလေးတွေတောင်လူများရဲ့မျက်ကန်းထင်မြင်ချက်နောက်ကိုလိုက်ပါလာကြပါတယ်။ချမ်းသာတဲ့လူကလူများရဲ့ဆွဆွဲဝေဖန်မှုတွေကြားမှာအားနဲ့သွားနေတဲ့အချိန်အစောပိုင်းကအမျိုးသမီးထွက်လာပြီးကောင်လေးစီကအိတ်ကိုယူစစ်ဆေးလိုက်ပါတယ်။အိတ်ထဲမှာဘာမှမပြောက်တာတေချာသွားတဲ့နောက်အမှန်တရားကိုလူတိုင်းကိုပြောပြလိုက်ပါတယ်။တကယ်တော့အမျိုးသမီးလမ်းကူးနေချိန်မှာကောင်လေးကသူမရဲ့အိတ်ကိုလူယူထွက်ပြေးခဲ့တာပါ။အဲ့ဒါကိုမြင်တဲ့ချမ်းသာတဲ့လူကသူ့ကားနဲ့ချက်ချင်းလိုက်ဖမ်းခဲ့ပြီးနောက်ဆုံးတစ်ခိုးကိုအောင်မြင်စွာတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသတင်းထောက်တစ်ယောက်ရောက်လာပြီးချမ်းသာတဲ့လူကိုသူ့ရဲ့ကောင်းစုတစ်စိတ်ချီးမြှင့်လိုက်ပါတယ်။လူအုပ်ကလက်ကုပ်တီးပြီးချက်ချင်းမျက်နှာဖုံးတွေအဖြူရောင်ပြန်ဖြစ်သွားပြီးမြချမ်းသာတဲ့လူကတော့မြေကြီးပေါ်မှာမလုံမရှက်လဲလျောင်းနေခဲ့ပါတယ်။လူအုပ်ရဲ့မျက်ကန်းဆွဆွဲမှုနဲ့အကြမ်းဖက်မှုကြောင့်သူဟာအသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေ။ကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်။